တာနေလိုက်တာချီအောင်ညနေရအောင်ဟာတဲအထူလေးပါမြင်ရတယ်စင်ညာရဲ့ cozy clip channel လေးပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့စင်ညာတို့ island ထဲမှာပဲနောက်ထပ် camping site တစ်ခုသွားမလို့ပေါ့နော်အခုစင်ညာတို့နေရဲ့ကောင်တီကိုဝေးရနေပြီးတော့စင်ညာတို့အခုသွားနေတဲ့ camping site က2နာရီခွဲလောက်တော့မောင်းရတယ် camping site ကသူကကောင်တီမေယိုထဲမှာရှိတာကောင်တီမေယိုကကျတော့ဒီ island ထဲမှာလေအရန်လှတဲ့ကောင်တီဆိုပြီးတော့နာမည်ကြီးရယ်ဘာလို့ဆိုတော့သူကဒီ island ရဲ့အနောက်အဆုံးဆုံးဘက်မှာလည်းရှိရယ်ပြီးတော့အဲ့နေရာကျတော့ကျွန်းနေနောက်ပြီးတော့ကမ်းခြေတွေနောက်ပြီးတော့တဲနုနုလေးရှိရယ်ကမ်းခြေပေါ့နော်အဲ့လိုမျိုးဟာနေနာမည်ကြီးอ่ะကောင်တီမေယိုဘက်ကိုရောက်ဖို့ရဒါမဲ့ဒီ Keel Beach ဆိုအခုသွားနေတဲ့ camping site ရှိတဲ့နေရာအချမ်းအောင်စင်ရလည်းတစ်ခါမှမရောက်ဘူးနောက်ပြီးတော့သူကလေလာအိမ်နောက်မှာအရန်နာမည်ကြီးရဲ့ဒီကမ်းခြေရှိရဲ့ Keel Beach ဆိုတာရှိရဲ့ Keel Beach ဆိုတာရှိရဲ့နောက်တခြား beach တွေလည်းရှိသေးတယ်အဲ့ beach တွေကဘာလို့နာမည်ကြီးလဲဆိုတော့ငကိုကသူကရှုခင်းလှရပြင်အဲ့နေရာမှာသူကလေဒီလိုမျိုးဒီနွေရာသီဆိုလို့ရှိရင်အဲ့ငမန်းတို့နောက်ပြီးတော့ dolphin တို့အဲ့မြင်ရရပေါ့နော်ကန်ကောင်းလို့ရှိရင်ပေါ့နော်အဲ့ဒါပေမဲ့ခုသွားခုမြင်ရတော့ဟောတစ်ခါလေးကြာသူတို့ပြောရတော့အဲ့လိုအကြာကြီးစောက်ရတယ်ပေါ့နော်ဒါပေမဲ့လည်းစင်ကြတော့မျောလင်းထားရတော့တကောင်တလေလောက်တော့တွေ့ရရင်ကောင်းမယ်ပေါ့သွားလက်စားလည်းဖြစ်နေတာဟုတ်ဘာပြောပေါ့နော်မတွေ့ရလဲကိုကကမ်မီတညသွားနေမှာပဲဆိုတော့အိမ်သားဝင်းကျင်လေးရှောက်လဲမယ်နောက်ပြီးတော့ကမ်မီတွေ့ကြုံလဲစင်ကြတော့ထိတ်ရအောင်ပေါ့နော်အဲ့တော့စင်ကြတဲ့ဒီကမ်မီဆိုင်လေးကိုလိုက်ခဲ့ကြပါဦးအချိန်မှာ view ပြမယ်သလားအရန်လာတယ်မကြည့်ပါဦးဒီရက်နေကြတော့လေတိတ်မမြင်ရလောက်တယ်သလားဆင်ရနောက်ထပ်ဒီဖုန်းနဲ့ရိုက်တဲ့ clip တစ်ခုမှပြမယ်သူကဘယ်လိုလဲဆိုတော့လေအရှိမှာကျတော့တောင်တန်းရှိရယ်ဒီဘေးမှာကျတော့တိုးတွေရှိရယ်ဟိုဘက်မှာကျတော့ရေကန်ရှိရယ်ဟိုဘက်မှာကျတော့ပင်လယ်ရှိရယ် Oh my god ရှိသမျှရှုနေအကုန်လှမကြည့်ဘူးစိတ်ကလေးလမ်းမှာပေါ့တိုးကလေးလမ်းမှာရှောက်နေချီအောင်တိုးကလေးအေးစေး chill နေရတော့တိုးရဟိုကြည့်အောင်အများကြီးပဲကဲအခုဖမ်းတယ်အခုချက်တယ်အခုရောင်းတဲ့စီဖူးဆိုင်ကိုရောက်ပါပြီသူကလုံးဝကားလေးမှာဆိုင်လေးဖွင့်ထားဗန်အနောက်မှာအဲ့လိုအဖီနဲ့အဲ့ဒါရှိရဲအဲ့အနောက်မှာသူကဆိုင်ဖွင့်ထားဟိုမျိုးဆိုင်ကန်းကောင်းကောင်းကန်အဲ့လိုကြီးကြီးကျယ်ကျယ်ဟုတ်တယ်မဟုတ်ဘူးဆောင်းမယ်ထိုင်ဖို့နေရရပါအေးထိုင်ဖို့နေရတော့မရှိဘူးတနကိုထဲမှာ4 5 6ခုမှရှိရအဲ့ဒါအကုန်ပြည့်နေတယ်အိမ်သားလည်းမရှိဘူးဘယ်လိုလုပ်မလဲကန်ကောင်းလို့တလား menu ဖတ်နေတဲ့အချိန်မှာပဲစင်ရမြင်လိုက်တာဒီမှာကသူကကတ်နဲ့ပေးလို့မရအောင်ဘာလို့ဆိုတော့သူတို့မှာဟိုကတ်ရီတာမရှိဘူးပဲလုံးဝ cash only နဲ့ပဲပေးလို့ရမယ်ဆိုပြီးရေးထားစင်ရမှာလိုက်တဲ့ဟာကကြတော့ moon bite ဆိုတဲ့ဟာသူက9.5ပဲအဲ့ဒါကိုသူကအဲ့လိုမျိုးသူတို့ရဲ့ berry berry မုန်းနှစ်နဲ့ special sauce နဲ့ကတ်ကြော်ထားရဲဆိုတာပဲအဲ့ဒါလေးရယ်နောက်တော့လို့ဒါကကြတော့သူက hot dog ဆိုတဲ့ဒီငါးမျိုးစားအောင်မှသူကဘတ်တာနဲ့ကတ်ကြော်ထားတာပေါ့နော်အဲ့ဒါမျိုးမုန်းနဲ့ကတ်ကြော်ထားသူကမုန်းနဲ့ကတ်ကြော်ထားတာပေါ့နော်ဒီကတော့ရန်ထန်နေတယ်မှာရန်တော့မအေးနေဘူးရန်တော့မအေးအော်သူက berry berry ဆိုတော့တက်ဒီမှာဘာဟာချစ်ကန်ဟုတ်ပါဟုတ်စားဒီမှာချစ်ကန်မရှိဘူးစီဖူအောင်အဲ့လိုမျိုးတခါစားပုံစံပိုက်လေးနဲ့မုန်းနဲ့ကတ်ကြော်ထားတာဟိုဘေးမှာတော့ဆက်လက်လည်းပါတယ်ဒီ berry berry sauce နဲ့လည်းကတ်စားပါတော့fish and chicken ကနေရာတကာမှာတော့ရောင်းတာပဲပေါ့နော်သိရမလားဒါပေမဲ့ဒီဟာလေးကကျတော့သူကအခုဖမ်းအခုကြော်ပေးအခုရောင်းတာဆိုတော့ကောင်းတယ်တို့တာဟာကိုကြိုက်တယ်လဲစားရအောင်ထားတော့မယ်တို့ဟောတပွဲကိုသူက19ယူရိုကျနှစ်ပွဲ38ယူရိုနောက်ပြီးတော့ cash only နဲ့ပေးလိုက်ရတယ်
ဒါဒီစားသောက်ဆိုင်လေးရဲ့အနောက်ကရှုခင်းပြောရမယ်ဆိုလို့ရှိရင်တော့လုံးဝဒီတောင်ကြီးမှာဒီကွင်းပြင်လေးမှာပေါ့နော်ဗန်လေးချပြီးတော့အိမ်ဗန်လေးနောက်ကနေဖွင့်ထားတယ်စားသောက်ဆိုင်လေးပြီးတော့3လပဲလဲဖွင့်တယ်ပြီးတော့တချို့ရက်တွေကလည်းပိတ်သေးတယ်ပါတပတ်မှာ2ရက်ပိတ်တယ်အင်္ဂါနဲ့ဘို့တစ်ခုပိတ်တယ်အဲ့လိုကိုလိုကန်လိုက်ရက်ကြီးပိတ်တာပြီးတော့သူကတရက်ကိုနေ့လယ်တနာရီနေပြီးတော့ညနေ6နာရီသို့မဟုတ်8နာရီထိဖွင့်တယ်ဒါမဲ့တဲ့ stock ပုံပေါ်လို့ရှိရင်လည်းစောစောစီပိတ်တယ်နော်အဲ့လိုလည်းရေးတာအဲ့လုံးဝဆိုင်ရအခြေလာစားကြည့်တယ်ဆိုလို့ရှိရင်တော့စီစီကဆိုင်နာမည်လေးကိုအောက်မှာထည့်ထားပေးမယ်သူ့နာမည်လေးကတော့ Abia Mara တဲ့အဲ့နာမည်လေးနဲ့စင်ညာစိတ်တယ်နော်အဲ့ဒါ Irish နာမည်ဖြစ်တယ်ခေါ်ရစင်ညာတို့သူကစပိန်လေးနဲ့ကောင်လေးကလိုက်ပြီးတော့ဒီစင်ညာတို့ pitch ထိုးရမယ် camp ထိုးရမယ်စင်ညာတို့ camp ထိုးရမယ်နေရာကိုလိုက်ပို့ပေးနေတာပေါ့နော်အဲ့ဒါလိုက်ကြည့်လို့ရတယ်တဲ့အဆင်ပြေတဲ့နေရာမှာနေပေါ့နော်အဲ့ဒါရှင်းပြမယ်တာရလိုက်တာကားတွေအများကြီးပဲဒီလိုဒီမှာလေပို့ပြီးတော့ကွင်းပြင်ဟာကျယ်ပြီးတော့တောင်ကြီးလည်းရှိရပေါ့နော်ဟိုတနေ့ကဟာကြတော့ဟိုဒီလိုမျိုးဘေးမှာတောင်အကြီးမရှိဘူးခုဆိုရှင်ပြနောက်မှာနေမှာတောင်ကြီးမြင်နေရတယ်စညာတို့ယူလိုက်တဲ့နေရာကဒီမှာခြံစည်းရိုးရှိရယ်အဲ့ခြံစည်းရိုးဘေးမှာသူကကားလမ်းရှိရယ်အဲ့ကားလမ်းဘေးရဲ့ဒီဘက်အချမ်းမှာပေါ့နော်စင်ညာတို့ကကန်းကြီးရဟိုးမှာအဲ့ဒါကားလမ်းရဲ့ဟိုးဘက်တစ်ချမ်းကိုရောက်နေတာစင်ညာတို့ကကြတော့ကားလမ်းရဲ့ဒီဘက်တစ်ချမ်းမှာအဲ့တော့ဒီမှာကြတော့တောင်ကြီးမြင်နေရရယ်နောက်ပြီးတော့ဟိုမှာကားတွေလည်းထိုးတာရှယ်စင်ညာစိတ်နေတော့အဲ့ဒါတွေကကြတော့ကန်းကြီးကိုဟိုတက်လာတဲ့ကားတွေမှာပေါ့နော်ကန်ထိုးမယ်ကန်ကောင်းတော့ဒီနေရာကျတော့တနေ့ရလို့မဟုတ်ဘူးလေဂုံတက်ဂုံစင်လုံးစရာမလိုကားကိုပေးမှာပဲဆိုတော့ပစ္စည်းတရားချတာအဆင်ပြေပစ္စည်းရကြည့်ပါဦးဒါတော့အကုန်မထိုးရသေးအော်ဒီနေ့ကဒီထိုင်ကုန်တဲ့ဇပွဲလေးပါတဲ့နေရာလေးကိုယူလိုက်တယ်အဲ့တော့စင်ညာတို့စင်ညာတို့ရဲ့ဇပွဲနဲ့ခုံနှလုံးနဲ့တော့ချစရာမလိုတော့ဘူးပေါ့နော်ဒီမှာပဲပစ္စည်းကအကုန်တင်လို့ရပြီဆိုတော့ဒါကတော့တန့်စင်တော့မယ်ဆရာကြီးပါကဲခွာတော့လက်ဖက်တုပ်ပါမယ်လက်ဖက်တုပ်ပစ္စည်းအကုန်လုံးဒီပေါ်တင်ထားပါပြီကော်ပီပါတယ်ပြောင်းမှုပါတယ်လက်ဖက်အကျော်ပါတယ်စီပါတယ်နံပြားရည်တမယာတီးဒါကတော့အိမ်မှာတစ်ခါရလှီးခဲ့ခရမ်းကျင်တီးနောက်ပစွန်ကြောက်မြူဒီစိန်နောက်ဒါကကြတော့လက်ဖက်အဲ့တော့ဒီထဲမှာကြတော့အကျော်ထုံနဲ့လက်ဖက်နဲ့ထည့်တာပါပြီအဲ့တော့လက်ဖက်ဆက်တုပ်ပါမယ်ဟိုရတော့လှီးလာပြီးသားပဲအဲ့တော့ခါရလေထည့်လိုက်အောင်နေမေ One eternity later. Okay, share it. Okay, let's head out. မာဒီကအားရတ िश ူးနဲ့တုပ်ပြီးတော့အဲ့ဒီမှာချက်ဥဆုံးလုံးတော့ခလောက်ပါစားစရာရပြီမှာတော့ကျုပ်ကြော်နဲ့ထမင်းနဲ့ကျုပ်ကြော်နည်းနည်းအလဲပိုင်းကတူးသွားတယ်ဒါတော့ special တစ်ဖက်တော့ပြောတာမဟုတ်တော်စားတော့ကောင်းကိုလည်းရကိုကြိုက်ဟုတ်နော်တုံးရန်၆ထုတ်ဝယ်လာကုန်သွားပြီရောက်တော့မလားတန်စင်းရဲ့နေကအကြီးပဲလို့ဘေးစင်တွေကလည်းဘေးစင်တွေလည်းအများကြီးပဲ kitchen area လည်းကြီးရယ်ပြီးတော့ဘေးစင်တွေလည်းအများကြီးပေးတာရယ်
toaster နှလုံးရှိရယ်တိတ်တော့မတန့်ဘူးပေါ့နော်ဒါပေမဲ့ရှိရယ်ပေါ့ကွယ် free to use but don't bring at home please put it back or လကားသုံးလို့ရရဲတဲ့အိမ်တော့မယူရပါနဲ့တဲ့ဂက်တာလည်းရှိတယ် freezer အခုစင်တီယာတို့ဒီရှေ့နားလေးက Kill Beach ကိုသွားကြည့်မလို့အဲ့ရနေပြီးတော့ဒီ shark တို့ dolphin တို့တော့မြင်ရမယ်တော့မထင်ဘူးဒါပေမဲ့ဒီအမဲ beach area ပေါ့နော်ပထမဆုံးအချိန်ဖြစ်ရောက်ဖို့ရှောင်ဟိုဒီရှောက်ကြည့်ကဲလို့ခြေနေပေးရင်တော့ရေကူးဒီကတော့ကူးပြလာဘူးထင်တာပဲဒါပေမဲ့အောက်မှာတော့ရေကူးရင်းကြီးတော့ဝတ်ထားအဲ့တော့အဲ့နားလေးမှာတစ်ချက်ပါရှိရဲပေါ့နော်လမ်းလေးပါလေးရှောက်တော့မဟုတ်လို့ရှင်လဲထိုင်မြော့ခဏတော့ chill မြော့ကဲအခုစင်ကြီးကလည်းမိတ်ကပ်လေးပါလေးတော့ဖြတ်ပြီးတော့အိတ်တော့မယ်အိတ်တာတော့မဟုတ်ပါဘူးရှင်လေးပါလေးကြည့်ပြီးတော့စင်ကြီးကလည်းနားတော့မယ်ပေါ့နော်မနေ့ဖက်မနေ့ကျမှစောစီးထားပြီးတော့ဒီ Kill Beach အလှကြီးကိုတော့ကြည့်မယ်နောက်ပြီးတော့လဲစရာလေးရှောက်လှည့်မယ်ပြီးတော့မနေ့ဖက်ကျလို့ရှိရင်စင်ကြီးကတော့ဘိုးထိုးသွားဖို့ဆိုပြီးတော့ဘိုးထိုးလဲပုတ်ထားအဲ့တော့မနေ့ဖက်ကျမှပြန်ဆုံးပါပြီ Good morning ခုမှနိုးလို့အိတ်ချင်မှုတို့ရုံနဲ့ည sleeping bag လေးထဲမှာခွေအိပ်ပျော်သွားမိုးလင်းလို့နေပူလာတော့မှနိုးပဲနေကကြက်ရဲ့တပတ်အချမ်းကိုထိုးလာပြီးတော့လေလူကပူလာအဲ့တော့အလန်းမမီခင်တင်မဲ့လူကနိုးလာအနောက်ကရှူခင်မကြည့်ရသေးဘူးစင်ရနဲ့ဒီနောက်ကရှူခင်ဖွင့်ကြည့်အောင်တခုကတော့ဖွင့်လာပြီးပါပြီဝါနေသားနေလိုက်တာကြည့်အောင်နောက်မှတောင်းကြီးနဲ့အကြီးနေရတယ်တိတ်နေတော့ရှိရဒါပေမဲ့လေကထိုးနေရောကောင်းကင်ကြပြားကြီးနဲ့အေးစိနေရတယ်ဝါလူမျိုးကြီးနေတိုင်းနိုးလာမယ်ဆိုရင်တော့တော်တော်မိုက်မယ်နော်ဟိုးနောက်မှာတိုးကလေးရောက်နေပြီတိုးလေးတွေလည်းရောက်နေပြီမနက်စာစားဖို့အတွက်ပြင်လာအောင်မယ်ပြီးရင်စင်နီယာတို့ဒီအရှိယာ Kill Beach ကိုပြန်သွားရင်သွားကြည့်မယ်ပေါ့နော်နေ့လေကကြတော့စင်နီယာတို့2နာရီခွဲကြာလို့ရှိရင် Akale Sea Safari Tour ဆိုတာ book ထားအဲ့ဒါကြတော့သူကဒီပင်လယ်ထဲကိုသွားပြီးမှ boat tour ပေါ့နော်သူက2နာရီခွဲကြာမယ်လို့ပြောတယ်တကယ်ကောင်းလို့ရှိရင်ငမန်းတို့လက်ပိုင်းတို့ကိုလည်းမြင်ရမယ်ပေါ့နော်အဲ့တော့အဲဒီ Sea Safari Tour တစ်ခါမှအာလမှာလက်ပိုင်းတို့ငမန်းတို့မမြင်ဘူးဆိုတော့မြင်ရရင်ကောင်းပဲဆိုပြီးတော့မျှော်လင့်နေတယ်သူဆိုဒီနေ့ရာသီဥတုလည်းကောင်းနေအောင်အဲ့တော့ခဏနေမှပြန်ဆုံးမင်းဒါကြတော့စင်ရတော့အသင့်ဝယ်လာတဲ့ ham နဲ့ pork နဲ့လုပ်ထားတဲ့ဒီ luncheon meat ပေါ့နော်ဒါကြတော့တခါတည်းဘူးလေးနဲ့ဆိုတော့တဲရလွယ်ပြီးစင်ရတော့အဲ့ဒါကိုကတိလေးနဲ့လှီးရမှာဒီမှာ kimchi အိမ်မှာတဝက်စားလာလို့တဝက်ပဲကျန်တယ်ဒါကြတော့တိုဟူလှီးတာစင်တီယာတို့အလားလည်းပြင်ပြီးသွားပြီလာလည်းပြင်ပြီးသွားပြီပြီးတော့Kill Beach ကိုပြန်သွားမလို့စင်တီယာတို့အရှိရ beach ကိုလေအခုကနေလဲအရန်တာနေတော့ဟို2နာရီခွဲရလည်းပုတ်စီးကိုသွားရအောင်ပါလေအဲ့တော့တခြားနည်းနည်းသွားတဲ့နေရာတွေသွားတာစားလို့ရှိရင်အရှိရ beach မှာပဲတစ်ချက်ရေသွားစင်ကူးကြည့်မယ်ပေါ့နော်မဟုတ်လို့ရှင်လည်းထိုင်မယ်ပေါ့ဟို2နာရီခွဲဆိုရင်လည်းတော့မိနစ်20လောက်စောပြီးလာခိုင်းတယ်အဲ့တော့ဒီကနေပြီးတော့6မိနစ်ပဲကားမောင်းဝေးရဆိုတော့ဒီကနေပဲသွားလိုက်မယ်ပေါ့နော်ကမ်ကတော့မသိငယ်သေးဘူးထားခဲ့လိုက်သေးတယ်ဟိုသူတို့ကလည်း late check out အဆင်ပြေရဆိုတော့လေအဲ့တော့အရှိရ Kill Beach မှာချစ်မယ်ဒီစနေနေ့ဖြစ်သွားပြီဆိုတော့လူတွေအများကြီးပဲကြည့်အောင်12နာရီဆိုတော့ဒီပေါ်အားလုံးလည်းနိုးပြီနေလဲတာနေရဆိုတော့ကန်းကြေလာရုံပဲပေါ့ဒီမျိုးမှနေတဲ့လူတွေကတော့
အေးတယ်တဲ့တော်သေးရတာသွားမယ်ဟာဘာလေစိတ်ကန်းပေါ့နော်သွားမယ်စိတ်ကန်း9မိနစ်ပဲဝေးရနေဝေးလို့ဒါတော့မှ2နာရီ22မိနစ်မှရောက်မယ်စင်ညာတို့တော့ဟိုကမစဲဘူးညှော်လင့်နေပေါ့နော် 19 for 1.5 kilometers. စင်ဒီယာရိုနေတဲ့စားဖို့အတွက်အာဘီယာမရာကိုနောက်တစ်ခေါက်ထပ်ရောက်လာတယ်ဘောင်းစော်ဒီကနီးလဲနီးရဲဆောက်လို့လည်းကောင်းတယ်နောက်ပြီးတော့ဈေးရလည်းပုံမှန်တခြားဆိုင်နေနေဆိုတော့တူလောက်ပဲလေနော်ပြီးတော့ဒီမှာကျတော့ view ကြီးခံစားပြီးတော့စားလို့ရမှာအခုဒီမှာမှားလာတာရပြီကိုဒီနေရာမှာဇဝဲချလိုက်တယ်ခုံနေချလိုက်တယ်မနေ့ကစင်ဒီယာရိုစားခဲ့တဲ့ခုံတန်းနေမအားဘူးပဲဟာမှာအဲ့တော့ဒီလိုမျိုးပဲချလိုက်တယ်ပြီးတော့သူများနေစရာအဲ့ရလိုက်တာဒီမှာရီရတယ်လားလှုပ်ရှင်တာလှုပ်လို့ရရရောဒီမှာမြက်ခင်းစိမ်းရှိနေရောလူတွေကသူတို့စင်ညာရိုလိုပဲကမ်ပင်းချဲတွေခုံနေချတာအဲ့ဒါစင်ညာရိုလည်းအဲ့ဒါမြင်ပြီးတော့ idea ရပြီးတော့စင်ညာရိုလည်းလိုက်ချတာပေါ့နော်အဲ့တော့ဒီညမှာတော့တိုးတွေရှိရဲတိုးတွေလုံးဝခုံလာလိုက်ရင်စင်ညာရိုစီရောက်လာတော့မယ်မနေ့ကမြင်ရတဲ့တောင် view ကြီးရှိရဲဒါစင်ညာရိုကမ်ပင်းဆိုင်ကနေလည်းမြင်ရတဲ့တောင်ကြီးပေါ့နော်အေးစစ်စစ်ပဲလူတွေအားလုံးကလေဒီမြက်ခင်းညင်မှာလည်းလာပြီးတော့တန့်ချပြီးတော့ကာရာဗန်ထိုးထားပြီးတော့လေဟိုစင်ညာရိုလိုမျိုးနေနေတဲ့လူတွေလည်းရှိတယ်ဒီမှာကျတော့ပတ်စံမပေးရဘူးပေါ့နော်စင်ညာရိုဆိုတာကျတော့ဟိုလောကတကယ် camping park ထဲမှာဆိုတော့ပတ်စံပေးရတယ်ဒါပေမဲ့ anyway စင်ညာရိုဒီမှာခုံချထားတဲ့နေ့လေစားစားမယ်ငါနေလေစားတဲ့အာဘီယာမရာရဲ့မျက်နှာချင်းဆိုင်မှာရှိရဲ့ဂါလာဆိုတဲ့ဆိုင်မှာစင်ညာဂျက်လက်တိုဝဲမလို့မနေ့တော့စင်ညာရုတ်တာနဲ့အလောင်းစားလုပ်ပြီးတော့စင်ညာရေထဲစင်းနိုင်သွားတာဆိုတော့ရေကဲမို့အလာကစားရမယ်လေအဲ့ဒါအခုရေကဲမို့အားမလို့ပါတော်တော်လေးရောလေပုံရံလို့လှကြည့်လားပြီးတော့တော့မရိုက်လဲလေထိုင်ပြီးတော့ပင်လယ်ကြီးကြီးလို့လှတယ်ဘာလို့လဲဆိုလေနောက်မှာတောင်လေးလည်းရှိရယ်တိုးလေးလည်းရှိရယ်နောက်ပြီးတော့ပင်လယ်ကြီးကလည်းပြားနေရောဒီပေါ်ကနေကြီးရောကြတော့မစိမ့်ဘူးပြလေးတော့ဖြစ်နေတယ်ဒါပေမဲ့အောက်မှာတော့ရေတော်ကြီးရယ်သူကလေအောက်မှာတဲရှိလို့ရှိရင်နေထိုးလိုက်ရင်သူကစိမ့်သွားပြီးတော့အောက်မှာကြောက်တော့များလို့ရှိရင်ပြားရဲဆိုပြီးတော့ကြားဘူးပါပဲပေါ့နော်ဒီနေရာကလေစင်းချသွားလိုက်လို့ရှိရင်ကျတော့ဟိုနာအိမ်ဖြူဖြူလေးတွေအကုန်လုံးကလေခုနရေတွေကနေလှမ်းမြင်ရတဲ့အိမ်လေးတွေလားချစ်စရာလေးပင်လယ်တွေကကြီးတော့ကြောက်ဒီအိမ်လေးတွေကဟိုအယုတ်ကလေးတွေနဲ့ပို့ပြီးတော့တူပဲပေါ့နော်ဘောကနေကြီးတော့လဲလှတော့လှတယ်အခုကခံပေးအောက်ကိုဆင်းနေနေလမ်းမောက်သွားလမ်းမောက်ပြီးတော့ဒီတစ်ဖက်ပိတ်လမ်းလေးကိုရောက်လာရပေါ့နော်ဒီမှာခုနကတော့ရေတွေကနေမြင်ခဲ့ရတဲ့ private ပိုင်နေဆိုတဲ့အိမ်လေးဒီနားလေးမှာကားခဏထိုးပြီးတော့ drone တစ်ချက်လွှတ်ကြည့်နေရပြီးကြတော့မှအောက်ဆက်စင်မှာဒါပေမဲ့လေခုနကတော့ကလေဒီကားဆင်းလာတဲ့တောင်စောင်းတစ်လျှောက်ကလေ view ကတအားလှရသေးတာဘာနဲ့တူလဲဆိုတော့လေအယ်ဘေးနီးယားမှာတော့ဆိုလို့ရှိရင်အဲ့ဒီတောင်ကဘာနေပြီးတောက်လျှောက်မောင်းသွားပြီးတော့လေပင်လယ်ကမ်းခြေဘက်ကိုသွားရတာအဲ့ဒီ Flora နေပြီးတော့ Saranda သွားတဲ့ Albania လမ်းကိုတော့တကယ်သတိရသွားအဲ့တလျှောက်နေအောင်မှတော်တော်တူရပေါ့နော်ဟောဆိုပင်လယ်ကြီးကိုဒီတောင်ကဘာတချမ်းကိုလှမ်းမြင်နေရတဲ့ဒီဘက်မှာကားလမ်းဘေးမှာတောင်ပေါ့နော်အဲ့လိုမျိုးကြီးအဲ့တော့သူများတွေကပြောရဲခံပေးရတဲ့ကဘာအလှဆုံး beach တွေကတခုတဲ့မယုံလို့ခုနကတော့မှ
Google ခောက်ကြည့်လိုက်သေးတယ်ခောက်ကြည့်လိုက်တော့မှသူကခဏရတဲ့ဒီ island ရဲ့အလှဆုံး beach အနေနဲ့လည်းသတ်မှတ်ခံရတယ်တဲ့ပြီးကြတော့သူတို့စစ်တမ်းကောက်တဲ့ခါကြလို့ရှင်လည်းအများတယ်ပေါ့နော်လို့ top 50 best beaches in the world ပေါ့ကမ္ဘာပေါ်မှာဟိုအလှဆုံး beach တွေထဲမှာနံပါတ်အခု90မှာဆိုတော့နံပါတ်48လားမသိအဲ့ဒါမနှစ်က2025တုန်းကလည်းသတ်မှတ်ခံရတယ်ပေါ့နော်လို့ခဏစစ်တမ်းကောက်တိုင်းပေါ့ဒီ island အလှဆုံးဆိုပြီးတော့ပါတယ်ယူရိုမှာလည်းအလှဆုံး beach တွေကတခုဆိုပြီးတော့လည်းပါတယ်ကဲအခုရေကူးပြီးတော့ပြန်တက်လာပြီပေါ့နော်စင်ကြီးကတော့ရေကူးတာတော့မဟုတ်ဘူးပေါ့နော်ရေစိန်တာပေါ့နော်လိုတာကတော့ရေကူးရယ်စင်ကြီးကအမြဲတမ်းမျက်နှာမိတ်ကပ်ရေဆိုးမှကြောက်တော့အမြဲတမ်းဒီခေါင်းအောက်လောက်ထိပဲကူးရယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ကမနေ့က Keel Beach တက်စားလို့ရှင်တော့နည်းနည်းလေးပို့ပြီးတော့အေးရယ်ဒါပေမဲ့နောက်ဆုံးတော့လေကူးရင်နဲ့တော့စင်ကြီးစိတ်နေထဲမှာမိနစ်20လောက်တောင်ရှိမှထင်တယ်ဘေးမှာကလေးတွေတော့ကူးနေတော့မှဒါပေမဲ့လူကြီးဆိုစင်ကြီးတော့ညောက်ပဲရှိရောရယ်စင်ကြီးတော့ရောက်တဲ့ချိန်နည်းနည်းလေးနောက်ကျရလဲပါတယ်ဒါပေမဲ့တနေ့ကုန်နေပူတာဆိုတော့ဟိုအရန်ကြီးမခံစားနိုင်လောက်အောင်ကျင့်တက်ပြီးအေးနေရမျိုးတော့မဟုတ်ဘူးဒါပေမဲ့အထဲမှာနေနေခန္ဓာကိုယ်ကဟိုအေးတောင်နေသားကြသွားတာပေါ့နော်အခုအပေါ်ပြန်တက်လာတော့မသတိထားမိရတော့လက်တွေရောနည်းနည်းထုံနေရယ်ဒါပေမဲ့အထဲမှာရေကအရန်ကြည်ပြီးတော့စိမ့်နေအောက်ကငါးလေးပဲအကုန်မြင်နေရတယ်ပေါ့နော်ပြီးတော့တော်တော်လေးလှတယ်ဘာနဲ့ဆိုတူလဲဆိုတော့စင်ညာတို့ဟိုလွန်ခဲ့တဲ့3နှစ်လောက်တုန်းကသွားခဲ့တဲ့ဒီဂျီဘရောဒါဆိုတဲ့ဒီကက်တလန်ဘေးနေရာလေးနဲ့သွားတူတယ်မတူတဲ့ချက်ကကျတော့အဲ့နေရာကျတော့ဘေးမှာဟိုငှားလို့ရတဲ့ BNB ရှိရပေါ့နော်ဒီမှာကျတော့လောကသဘာဝအတိုင်းမှလုံးဝထားတာဘေးမှာဟိုလိုငှားစရာတဲစရာဘာမှမရှိဘူးအဲ့ဒါကြလဲတော့သူတို့ကသဘာဝ natural beauty ဆိုပြီးတော့ပြောကြတာပေါ့နော်အဲ့တော့ဒီတစ်ခါတော့စင်ညာ island မှာ Keel Beach မှာလည်းရေကူးရယ် Camp Beach မှာလည်းရေကူးရယ်ပထမဆုံးချိန် island ပင်လယ်မှာနှစ်ခါကူးတာဆိုတော့ကိုယ့်နည်းနည်းတော့ဂုံယူရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ island မှာဘယ်လိုပဲနေရာသီးလိုပဲပြောပေါ့ဟိုမြန်မာမီလောက်တော့မပူနိုင်ဘူးလေပြီးတော့ရေထဲမှာအေးခံပြီးတော့ဓာတ်ပုံလေးရိုက်လိုက်တယ်အများကြီးပဲအဲ့တော့ဓာတ်ပုံလှလေးလည်းအများကြီးရိုက်လိုက်တယ်ဆိုတော့တန်ပါတယ်ဘယ်လိုပဲပြောပေါ့နော်စင်ကြီးရဲ့ vlog လေးကိုလည်းဒီမှာပဲရိုက်လိုက်တော့မယ်ပေါ့နော်အဲ့တော့ County Mayo ရဲ့ဒီအခေ island မှာတညအိတ်2ရက်ခရီးလေးကိုလိုက်ကြည့်ပြီးတဲ့လူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်စင်ညာနဲ့နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်